ဟုတ်ကဲ့သင်ခန်းစာ3ကနေပြီးတော့မှပြန်လည်ပြီးတော့မှကြိုဆိုပါတယ်မငယ်တဲ့အောင်ပြီးခဲ့တဲ့သင်ခန်းစာမှာကျမတို့တွေကအမွန်ပြီးနဲ့ဆိုင်တဲ့အရာတွေအတန်ပေါ့ပြီးလားအတန်လေးပြီးလားအတန်နဲ့တန်ထွက်လို့ရတဲ့အရာလားဆိုတဲ့အရာမှာကျမတို့ကလေ့လာသွားကြတာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုသင်ခန်းစာ3မှာကြတော့ပြီးနဲ့တရနဲ့ပေါင်းတဲ့အရာတွေကိုကျမတို့ကလေ့လာရမှာဖြစ်ပါတယ်ဆိုတော့ con ပသွန်ပေါ့ဆိုတော့သင်ခန်းစာ3ဖြစ်ပါတယ် con ပသွန်ပေါ့သင်ခန်းစာ3ဆိုတော့ဒီထဲမှာကျမတို့ဆိုတဲ့ B ကိုတွေ့ပါတယ်ဒီမှာရေးချကိုတွေ့ပါတယ်ဆိုအဲ့ဒါတရဖြစ်ပါတယ်သူရဲ့အတန်ကနည်းနည်းလေးရှည်သွားမှာဖြစ်တယ်ဆိုပြီးတော့မှဖြစ်မှာဖြစ်တယ်ဆိုပြီးတော့မှဖြစ်တာဖြစ်တယ်ပြီးတဲ့အခါမှာကျမတို့နောက်ထပ်ဒီဘက်တစ်လုံးမှာကြတော့အကိုပြန်တွေ့ပါတယ်အဲ့ဒီမှာဝိဇ္ဇနှလုံးပေါင်းနဲ့တူတဲ့အဆက်နှစ်ဆက်ကိုတွေ့ပါတယ်အဲ့ဒီအရာကဖြစ်ပါတယ်ဆိုတော့ကျမတို့လေကိုမှုတ်ထုတ်တဲ့အတန်လေးဖြစ်ဖြစ်ပါတယ်ဆိုတော့သူ့ရဲ့ B ကြီးပဲဆိုရင်B ကြီးပဲကဖြစ်ပါတယ်ကျမတို့ရေးချလေးပါလိုက်မယ်ဆိုရင်ဖြစ်သွားပါတယ်ကျမတို့ဒီဝိဇ္ဇနှလုံးပေါင်းနဲ့တူတဲ့အဆက်နှစ်ဆက်လေးပါခဲ့မယ်ဆိုရင်ဖြစ်သွားပါတယ်ဆိုတော့ဒီနေ့ဒီသင်ခန်းစာကကျမတို့နဲ့ပတ်သက်တဲ့အရာတွေကိုစာလုံးတွေကိုအတူတကွလေ့လာမှာဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာကဖတ်တော့ရွတ်ဖတ်တာဖြစ်တယ်ကျမတို့ဆိုရင်လို့ဖတ်တဲ့အခါမှာကဆိုရင်ကာလို့ဖတ်ပါတယ်ဟဆိုရင်ဟာနဆိုရင်နာပဆိုရင်ပါဆိုပြီးတော့မှဖြစ်ပါတယ်အဲ့လိုပဲကျမတို့ဒီဆိုတဲ့အတန်ထွက်နဲ့ကျမတို့ပြန်ပြီးတော့မှသွားမယ်ဆိုရင်လို့ရှိရင်ဆိုတာလို့ထွက်တဲ့အခါမှာကြပြီးနဲ့ဆိုရင်ကြလို့ထွက်ပါတယ်ဒပြီးနဲ့ဆိုရင်ဒဖြစ်ပါတယ်ထပြီးနဲ့ဆိုရင်ထဖြစ်ပါတယ်ပပြီးနဲ့ဆိုရင်ပဖြစ်ပါတယ်ဆိုတော့ဒီဟာကကျမတို့ဒီအတန်ပေါ့ပြီးနဲ့ဆိုင်နဲ့ပြီးနဲ့တရနဲ့ပေါင်းတဲ့အခါမှာအတန်ထွက်တဲ့ပုံစံဖြစ်ပါတယ်ဆိုတော့ဒီအောက်မှာကျမတို့တွေ့ရတဲ့ပြီးတွေကနေဖိမိတ်ရိတ်ဖြစ်ပါတယ်သူတို့ကိုရေးချအတန်နည်းနည်းလေးရှည်တဲ့အဟာနဲ့ပေါင်းမယ်ဆိုရင်နေကိုရေးချပေါင်းရင်နေဖြစ်ပါတယ်ဖိတ်ကိုရေးချပေါင်းတဲ့အခါမှာဖိဖြစ်ပါတယ်မိတ်ကိုရေးချပေါင်းတဲ့အခါမှာမိဖြစ်ပါတယ်ရိတ်ကိုရေးချပေါင်းတဲ့အခါမှာရိဖြစ်ပါတယ်ဆိုတော့ပြန်အတန်ထွက်ရမယ်ဆိုရင်နေဖိမိရိဆိုပြီးတော့မှဖြစ်ပါတယ်ကျမတို့အဲ့ဒီနည်းတူပဲဒီဘက် B ကအဆက်လေးနှစ်ဆက်ကိုကျမတို့ပေါင်းထည့်မယ်ဒီ B ကအတန်လေးပြီးငိတ်ဖြစ်ပါတယ်ဒိတ်ဖြစ်ပါတယ်မိတ်ဖြစ်ပါတယ်ရိတ်ဖြစ်ပါတယ်ဒါကိုကျမတို့ကအဆက်လေးနှစ်ဆက်ပေါင်းလိုက်ရင်ငိုင်းဖြစ်ပါတယ်တိုင်ဖြစ်ပါတယ်မိုင်းဖြစ်ပါတယ်ရိတ်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးအတန်ပေါ့ပြီးနဲ့အတန်လေးပြီးနဲ့တရနဲ့ပေါင်းတဲ့အခါမှာအတန်ကြွမတူကွဲပြားတဲ့အရာလေးကိုကျမတို့ကတွေ့ရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာကျမတို့ဒီဟာနဲ့ပတ်သက်တဲ့စာလုံးလေးတွေကိုလည်းအတူတကွလေ့လာကြည့်ကြမှာဖြစ်ပါတယ်ဒီအပေါ်ကစာလုံးလေးကဘောဖြစ်ပါတယ်ဒီမှာကျမတို့ပုံတွေ့ရတယ်စာတင်နေတဲ့ပုံဖြစ်ပါတယ်ဆက်ရာကိုပြောရဖြစ်ပါအကြဒီမှာကကြတော့နောက်ထပ်တစ်ပုံကနှစ်ကိုမွန်လို့ပါလို့ပြောပါတယ်ဆိုတော့ဒီမှာကဘဲဖြစ်ပါတယ်မွန်လို့ကအသေးလို့ဖတ်ပါတယ်ဒီနောက်ထပ်တစ်ပုံကကြတော့လင်ပန်းဖြစ်ပါတယ်မွန်လိုကထဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့ကောင်းကင်ဖြစ်ပါတယ်မွန်လိုကအကတ်လို့ပြောပါတယ်ဆိုတော့နောက်ထပ်တစ်ခုကတော့ချိုးနေတဲ့ပုံစံဟုတ်တယ်ဆိုတော့မွန်လိုကိုဝိုင်းလို့ပြောပါတယ်ဆိုတော့ဒီအောက်ကစာပိုက်ကိုကျွန်မကဖတ်ပြပါမယ်ခကြည့်အကြကြကအခါညေအားဆာဆာဒါဒါထဆာဆာတလာအပါညိထဘနာအသေးဘာပစာအပါအဝေဂေနာကဘာကပလိုက်အာရငိုင်တာ
way has ဆိုပြီးတော့မှဖြစ်ပါတယ်ဒီသင်ခန်းစာမှာပထမတုန်းကမိတ်ဆက်ခဲ့တဲ့အတိုင်းပဲရေးချဆိုတဲ့တရနဲ့အဆက်နှစ်ဆက်ပါတဲ့တရနဲ့ပြီးနဲ့ကိုပေါင်းထားတဲ့သင်ခန်းစာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကိုဒီမှာပဲနားပါမယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ပြီးတော့မှတွေ့မှာဖြစ်ပါတယ်